Sell me this fucking pen right here. You can sell anything, sell that. တင်ကြည့်ဘူးတဲ့ The Wolf of Wall Street ရုပ်ရှင်ထဲမှာ Leonardo DiCaprio က Share လင်းလဲသူ Jordan Belfort အဖြစ်တရုပ်ဆောင်ခဲ့တာမှတ်မိမှာမှာဒါပေမဲ့ရဲစရာကောင်းတာကငွေလိမ်နဲ့အကြောင်းရိုက်တဲ့အဲ့ဒီရုပ်ရှင်ကိုနိုင်ငံတော်ပိုင်ငွေတွေကိုခိုးယူထားတဲ့ငွေတွေနဲ့ရိုက်ကူးခဲ့တာဆိုတာတင်သိပါသလားဒီဇလန်ရဲ့တကယ် villain ကတော့မလေးရှားနိုင်ငံသားဂျိုလိုပဲဖြစ်ပါတယ်ရုပ်ရှင်ကိုဘလို့ငွေကြေးထောက်ပံ့ခဲ့တာလဲဂျိုလိုဟာမလေးရှားနိုင်ငံရဲ့ 1MDB ရန်ပုံငွေအဖွဲ့လဲကနေဒေါ်လာ 4.5 ဘီလီယံလောက်ကိုလှည့်စားယူခဲ့ပါတယ်အဲ့ဒီငွေမဲတွေကိုခွာချဖို့အတွက်သူဟာ Red Granite Pictures ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုဝန်ကြီးချုပ်ဟောင်းရဲ့သားနဲ့ပေါင်းပြီးထောင်ခဲ့ပါတယ်အဲ့ဒီကုမ္ပဏီကနေပဲ The Wolf of Wall Street ကိုဒေါ်လာတန်း100ကျော်အကုန်အကျခံပြီးထုတ်လုပ်ခဲ့တာမှာတနည်းအားဖြင့်ပြောရရင်မလေးရှားပြည်သူတွေရဲ့အခွန်ငွေတွေဟာ Hollywood ရဲ့အကြီးအကျယ်ဆုံးရုပ်ရှင်တကားဖြစ်လာဖို့အသုံးတော်ခံလိုက်ရတာပါပဲမင်းသားမင်းသမီးတွေနဲ့ဂျိုလိုရဲ့ပတ်သက်မှုရုပ်ရှင်ရိုက်ကူးစဉ်မှာဂျိုလိုဟာမင်းသားလီယိုနာဒိုနဲ့အရန်ရင်းနှီးသွားပြီးသူ့ကိုဒေါ်လာတန်းချီတန်းနဲ့ပီကာဆိုပန်ချီကားနဲ့လက်ဆောင်ပေးခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။မော်ဒယ်မီရန်ဒါကာကိုဒေါ်လာ9တန်းတန်စိန်လက်ဆောင်တွေပေးခဲ့တယ်။ပါတီပွဲတစ်ခုတည်းတင်မှာရှမ်ပိန်ပေါင်းလေရာယာဖောက်ပြီးဒေါ်လာတန်းချီသုံးပြခဲ့တယ်။2015ခုနှစ်မှာ American တရားရေးဌာနကဒီရုပ်ရှင်အတွက်သုံးခဲ့တဲ့ငွေတွေဟာ 1MDB ကခိုးယူထားတဲ့ငွေတွေဖြစ်ကြောင်းအထောက်အထားခိုင်လုံလုံနဲ့ဖော်ပြခဲ့ပါတယ်။လီယိုနာဒိုကသူရခဲ့တဲ့ပန်ချီကားတွေကိုအစိုးရစီပြန်အပ်ထည့်ရတယ်။မီရန်ဒါကာကလည်းသူမရခဲ့တဲ့စိန်တွေကိုပြန်ပေးခဲ့ရတယ်။ရုပ်ရှင်ထုတ်လုပ်ရေးကလည်း American အစိုးရကိုဒေါ်လာ60တန်းလော်ရန်ကြေးပေးခဲ့ရပါတယ်။ရုပ်ရှင်ထဲက Jordan Belfort ကတော့ထောင်ချောက်ပြီးပြန်လွတ်လာပေမဲ့အပြင်လောကကဇလိုက်ကျော်ဂျိုလိုကတော့ဒီနေ့အထိနိုင်ငံသားရဲ့တပ်ဖွဲ့ကိုရှောင်ကွင်းပြီးပုံရှောင်နေစေပါ2025ခုနှစ်အထိသူဟာတရုတ်နိုင်ငံမှာရှိနိုင်တယ်လို့ယူဆရပြီးမလေးရှားအစိုးရရဲ့ဖမ်းဝရံကိုရင်ဆိုင်နေစေဖြစ်ပါတယ်။ The Wolf of Wall Street ဟာရုပ်ရှင်ကောင်းတကားဖြစ်နိုင်ပေမဲ့သူနောက်ွယ်ကတကယ်ဇာလန်ကတော့ကမ္ဘာအကြီးအကျယ်ဆုံးဘန်ဒါရေးရာဇဝတ်ကြီးတစ်ခုဖြစ်နေတာကတော့တကယ်ကိုရုပ်ရှင်ဆန်လွတ်လာပါတယ်။ဒီလိုဘ ഹു တုကြရစရာတွေတင်ပေးနေမှာမို့ follow လုပ်ပေးခဲ့ပါဦး။